နောက်ဆုံးတော့ငါလာပေါ်ရောက်ပြီကလေးပုံပြင်ထဲကအဘိုးကြီးနဲ့ယုံကတကယ်ရှိမရှိကြည့်လိုက်ရအောင်ကြည့်လိုက်ငါတွေ့ပြီမင်းတို့ငငယ်ကကြားဘူးတဲ့ပုံပြင်ကိုတကယ်ပြမယ်အမေသမီးအပြင်ခဏသွားလို့ရမလားဘာတွေစဉ်းစားနေတာလဲအပြင်မှာဘလောက်အန်ဒီရယ်များလဲမသိဘူးလားအိမ်မှာပဲနေသမီးရှိရတာမလွယ်ဘူးတနေ့အပြင်ထွက်ဖို့ပဲတည်တယ်အိမ်မှုကိစ္စကူးဖို့စိတ်မကူးဘူးသူငါပြောတာကိုနားမထောင်ဘူးသူထပ်သွားပြန်ပြီသွားလို့ပြန်လာရင်ငါအကြောင်းသိစေရမယ်ကျမကိုအရန်ချစ်လို့အိမ်ကနေခိုးထွက်လာတာကလေးရဲ့အမေကကလေးကိုစီလာတာသိလားမေမသိဘူးကိုကလေးခိုးထွက်လာတာဒါကြောင့်ကိုကကလေးကိုချစ်တာမင်းကကိုချစ်လားကလေးလေးကလေးကကိုချစ်တယ်ဒါဆိုတိတ်လေးထွက်သွားကြရအောင်ဟုတ်ကဲ့ကိုယေ wow ယေဝါငယ်တော့ကတော့ကြီးလာရင်ဆင်းရဲတဲ့သူတွေကိုကူညီမယ်ပေါ့အခုကြီးလာတော့ဆင်းရဲတာငါဖြစ်နေတယ်မင်းတောင်းစားနေလို့ဘယ်လောက်ရမှာလဲငါစော့နေတဲ့ဂိမ်900ကျော်နဲ့မိတ်ဆက်ပေးရမလားတော့ပါပြီကွာမင်းလည်းငါ့လိုဘွားရောက်နေအောင်မနေ့ကစပြီးငါဝိတ်ချတော့မယ်အမလေးနင်းကလည်းဒီစကားပဲခဏပြောနေတာတော်ပါတော့ဘယ်မှာလဲဆရာဝဲဘာကြောင့်လဲအမေနဲ့အဖေကတညလုံးဟောက်တယ်ကျွန်တော်နေ့လယ်တော့မအိပ်ရဘူးတကယ်မိသားစုနဲ့မနေချင်တော့ဘူးဒီနေ့ဘာအစီအစဉ်ရှိလဲဒီနေ့ဘာမှမလုပ်ချင်ဘူးစားပြီးအီပဲပါမှာ